စာချက်တော့မယ်အိယာထားမယ်ဆိုတဲ့အချိန်လေးတစ်ခုလုံးတော့မယ်ဆို mindfulness လေ့ကျင့်ခန်းလေးလုပ်ပေးတာတတိပဋ္ဌာန်ပေါ့ပါဠိလိုပြောရင်တတိပဋ္ဌာန်ကျင့်စဉ်ကိုကျင့်တာတတိပဋ္ဌာန်ကျင့်စဉ်ဆိုတာနော်မျိုးသမီးတွေဆိုလို့ရှိရင်ထဝက်ပလင်လို့ခေါ်တဲ့ဒုတုတ်ထိုင်တယ်အမျိုးသားတွေဆိုလို့ရှိရင်တင်မြင်ခွေးထိုင်တယ်တင်မြင်ခွေးထိုင်တဲ့အခါမှာချောင်းချောင်းချီချီတက်တက်တာတာဖြစ်အောင်ထိုင်ရမယ်အခုခေတ်တချို့ကတော့မဟာပလင်ဆိုပြီးတော့ဒုက္ခရောက်အောင်ထိုင်နေကြတာဒါလည်းပဲမှန်ကန်မှုမရှိဘူးခုဒီတရားထိုင်နေဆိုတဲ့အလုပ်တစ်ခုဟာခန္ဓာကိုယ်ကိုညှင်းဆဲဖို့ထိုင်တာမဟုတ်ဘူးစိတ်တည်ငြိမ်အောင်ထားတဲ့သဘောပဲဘာကြောင့်တရားကိုထိုင်ရတယ်လဲလို့ဆိုလို့ရှိရင်အိတ်လိုက်ရင်အိပ်ပျော်သွားမှာလေလှဲပြီးလှုပ်ရင်အိပ်ပျော်သွားလမ်းလျှောက်နေပြန်လို့ရှိရင်လှုပ်ရှားမှုတွေများတယ်မတ်တရနေလို့ရှိရင်လည်းကြာရှည်ထိနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ကြာရှည်လုံးလို့ရအောင်ထိုင်ခြင်းဣရိယာပုဂ္ဂိုလ်ရွေးချယ်တာသာဖြစ်တယ်ဒါအဓိကမဟုတ်ဘူးတမာရီကျင့်စဉ်တစ်ခုကိုကျင့်မယ်ဆိုရင်ထိုင်ခြင်းဣရိယာပုဂ္ဂိုလ်ငြိမ်သက်တယ်အိတ်ချင်းဣရိယာပုဂ္ဂိုလ်ကသူ့ရဲ့ပုံငြိမ်သက်တယ်သို့တော့အိတ်ချင်းဣရိယာပုဂ္ဂိုလ်လဲလဲအောင်ခြင်းဣရိယာပုဂ္ဂိုလ်နဲ့အားထုတ်လိုက်ရင်မကြခင်အိပ်ပျော်သွားမှသူဟာအဲ့ဒါကြောင့်မို့လို့အဲ့ဒီဟာကဝီရိယအားနဲ့လွန်အားကြီးသည့်အတွက်ကြောင့်ဝီရိယနဲ့တမာရီမမျှဘူးဆိုပြီးထိုင်တဲ့ဣရိယာပုဂ္ဂိုလ်ယူရထိုင်တဲ့ဣရိယာပုဂ္ဂိုလ်ကြိုးစားလွန်တာလည်းမဟုတ်ဘူးစိန်ခံလွန်တာလည်းမဟုတ်ဘူးအလယ်လက်မစ္စည်းမပฏิပဒါဣရိယာပုဂ္ဂိုလ်ဖြစ်တယ်ထိုင်နေတာဟာအလယ်လက်ဖြစ်တယ်နော်အိတ်လိုက်လို့ရှိရင်အိပ်ပျော်သွားမယ်လဲလိုက်ရင်အိပ်ပျော်သွားမယ်မတ်တရက်နေတာတို့လမ်းလျှောက်တာတို့ကြတော့လှုပ်ရှားမှုတွေများနေကြတယ်အဲ့ဒါကြောင့်မလို့ထိုင်ခြင်းဣရိယာပုဂ္ဂိုလ်ရွေးတာအကြောင်းသူအကြောင်းနဲ့သူရှိတယ် reasonable ဖြစ်တယ် logical ဖြစ်တယ်တရားထိုင်တယ်ဆိုတာဟာဒါကြောင့်မို့အမျိုးသမီးတွေဆိုလို့ရှိရင်ထဝက်ပလင်ဒါလည်းအကြောင်းရှိတယ်ထဝက်ပလင်ထိုင်ရတယ်အမျိုးသမီးတိုင်းထိုင်တယ်နောက်ပြီးတော့အမျိုးသားတိုင်းထိုင်မယ်ထိုင်ပြီးတဲ့အခါမှာမိမိဘယ်လက်ပေါ်မှာညာလက်လေးဆင့်တင်ပြီးတော့နော်စေရောကိုရောကိုအားလုံးကိုရှော့ချလိုက်ပြီးတော့ရှော့ချလိုက်တယ်ဆိုတာတင်းရှင်းနေမဖြစ်အောင်ခဏရှော့ချလိုက်ပြီးမိမိရဲ့စိတ်ကိုတာသီဝဘက်ကို focus လုပ်အောင်အဲ့ဒီဘက်ကိုဥလှည့်ထားပြီးအသက်ကလေးကိုမှန်မှန်ရှုပြီးရှုနိုင်ရှုသမျှလေလေးဟာနှာသီးပြားလေးမှာထိလိမ့်မယ်အဲ့ဒီထိနေတာထိတဲ့အချိန်လေးကိုပဲထိမှန်းသိ